စရာမှလည်းမရှိဘူးဖះလေးပါလေတွားရင်မကောင်းလားမသိဘူးဝင်းလေးရလဲတော့ပြင်းစရာကောင်းလိုက်တာဝင်းလေးလက်ဆောင်လေးပါလေပေးမဲ့သူလည်းမရှိဘူးငါ့ကိုလည်းဝင်းလက်ဆောင်ပေးမဲ့သူကရှိမှမရှိတာဝင်းလေးရလဲစိတ်ညစ်စရာကြီးဒီကိုလက်ဆောင်ပစ္စည်းတော့ပို့ခိုင်းတာလို့ပါဘယ်သူပို့ခိုင်းတာလဲမသိဘူးပြဆိုင်ကဒီတိုင်းပဲပို့ခိုင်းလိုက်လို့အော်ဟုတ်ကဲ့ကျေးဇူးပါနော်ပိတ်သက်ကြီးရဲ့အခုစီစဉ်မှာတော့ COVID-19 ကာလအတွင်းမှာဖြစ်ပွားခဲ့တဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းအမှားအကြောင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာစိုးရိမ်စိတ်တွေအကာအကွယ်ပေးလို့စိတ်တွေအဆရှိတဲ့စိတ်ခံစားချက်ကြောင့်သတင်းတွေကိုပို့ရှဲလာတဲ့အကြောင်းတွေကိုလည်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မေသူတို့ရဲ့မေကြီးအစီအစဉ်ကိုကြည့်ပြီးတော့သတင်းတွေကိုတွေ့ရင်ချက်ချင်းမရှဲဖို့လည်းမေသူတို့တွေမျှော်လင့်ပါတယ်။သတင်းအသည့်မေကြီးရှိနေမှာပါလို့ပြောရင်ဒီအစီအစဉ်ကိုမေသူတို့တွေနှုတ်ဆက်လိုက်ပါတယ်။ကျမကတော့မေသူပါ။